အားလုံးပဲမင်္ဂလာပါ 21st century မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့နေမင်းကြီးရဲ့သားသမီးများလို့တင်စားရတဲ့တိကနန်းသမားများအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေဟာလတလရဲ့1ရက်နေ့10ရက်နေ့19ရက်သို့မဟုတ်28ရက်တွေမှာဝေးဖွားတဲ့သူလားဒါဆိုရင်တော့သင်ဟာကနန်းမေတင်အရာနံပါတ်1သမားစစ်စစ်ဖြစ်ပြီးတွန်းအားအကြီးဆုံးတနင်္ဂနွေကျူရဲ့စောင့်ရှောက်မှုကိုရရှိထားသူတွေဖြစ်ပါတယ်။ဒီနေ့မှာတော့ဝေးရပါခေါင်းဆောင်တွေဖြစ်တဲ့တိကနန်းသမားတွေရဲ့စိတ်နေသဘောထားနဲ့2026ခုနှစ်အတွက်သူဟော်ဂိမ်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဘလို့လူမျိုးတွေလဲနံပါတ်1သမားတွေကိုတခွန်းနဲ့ပြောရရင်ဘယင်မတွေပါပဲ။သူတို့ဟာဘယ်နေရာရောက်ဒုတိယနေရာမှာမနေကျင်ကြပါဘူး။အမြဲတမ်းနံပါတ်1နေရာခေါင်းဆောင်နေရာကိုပဲလိုချင်ကြသူတွေပါအားသာချက်ကပါလေသူတို့ဟာယုံကြည်မှုအလွန်ပြင်းပြကြတယ်သူများခိုင်းမှလုပ်ရတာကိုမကြိုက်ကြဘူးကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ကိုယ်ပိုင်လမ်းကိုဖောက်မဲ့သူတွေပါမဖြစ်ဘူးဆိုတဲ့စကားကိုလက်မခံပဲဖြစ်အောင်လုပ်ပြနိုင်တဲ့စွမ်းအားသူတို့မှာရှိပါတယ်ရိုးသားတယ်ပွင့်လင်းတယ်တာဝန်ယူရတဲ့တတ်သိရှိပါတယ်အားနည်းချက်ကပါလေအဓိကရန်သူကတော့မာနပါပဲပုဂ္ဂိုလ်ကိုအထင်ကြီးစိတ်များတတ်သလိုသူတစ်ပါး၏အကြံဉာဏ်ကိုလက်ခံဖို့ခက်ခဲတတ်ကြပါတယ်ဒေါသထွက်လဲတဲ့စိတ်မြန်လက်မြန်ရှိတယ်တခါတလေမှာကိုယ်ဆန္ဒကိုပဲခြေတန်းတင်လုံးလို့ဘေးလူတွေကတကူကောင်းဆန်တယ်လို့ထင်မြင်ခံရတတ်ပါတယ်2026ခုနှစ်အတွက်ဟောဂိမ်းအပြည့်စုံကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်ဒီနေရာမှာအရန်ထူးခြားတဲ့အချက်တစ်ချက်ရှိပါတယ်2026ခုနှစ်ကိုကနန်းမီဒီယာပေါင်းကြည့်လိုက်ရင်ပေါင်းချင်း30တိကနန်းပဲပြန်ရပါတယ်။ဒါကြောင့်2026ခုနှစ်ဟာတိကနန်းသမားတွေအတွက်ကိုနှစ်ကိုပြန်ရောက်တဲ့နှစ်ပဲဖြစ်ပါတယ်။စကြဝဠာရဲ့စွမ်းအင်နဲ့ကိုမွေးနေ့စွမ်းအင်ထပ်တူကြနေတဲ့အတွက်အလွန်အားကောင်းတဲ့နှစ်တစ်နှစ်ဖြစ်လာမှာပါ။အလောက်ကင်တဲ့စီးပွားရေးဒီနှစ်ဟာသင်အတွက်စတင်ခြင်းနှစ်ပါပဲ။ဝန်ထမ်းဆိုရင်ယာထူးကြီးရမယ်ကိုပိုင်လုပ်ငန်းလုပ်ချင်နေတာကြာပြီဆိုရင်ဒီနှစ်မှာစလုပ်ပါပြီတော့အောင်မြင်မှုလို့ထင်ရတဲ့ကိစ္စတွေတောင်တင့်လက်ထဲရောက်ရင်ဖြစ်မြောက်သွားပါလိမ့်မယ်အစိုးရပိုင်းစီမံခန့်ခွဲရေးပိုင်းနဲ့ဥဆောင်ရတဲ့နေရာတွေမှာတောက်ပမဲ့နှစ်ပါငွေကြေးငွေရှာရလွယ်ကူပါလိမ့်မယ်ဒါပေမဲ့တိကနန်းသမားတွေကငွေကိုရေလိုတုံးတက်တဲ့သဘောရှိပါတယ်ဂုဏ်သိက္ခာအတွက်မျက်နှာမငယ်ရအောင်သုံးရင်းနဲ့ဝေကုံကျန်းတတ်ပါတယ်ဒီနှစ်မှာယင်းနှိမ့်မြုံနှံမှုအကြီးစားတွေလုပ်ရတတ်ပါတယ်အချစ်ရေးချစ်သူခင်သူတွေအပေါ်အနိုင်ယူလိုစိတ်လွှမ်းမိုးလိုစိတ်ကိုလျှော့ချပါသင်ကဥဆောင်ခြင်းပေမဲ့သင်ပါတနာကလည်းလူပဲပေမှုသူ့ဆန္ဒကိုလည်းလေးစားဖို့လိုပါတယ်အိမ်အောင်တွေကတော့သားသမီးရတနာထွန်းကားခြင်းသို့မဟုတ်သားသမီးအတွက်ဂုဏ်ယူရခြင်းမျိုးကြုံရတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့မျက်လုံးနှလုံးနဲ့သွေးတိုးဆိုင်ရာလေးတွေကိုနည်းနည်းဂရုစိုက်ပေးလိုက်ရင်အားလုံး okay ပါတယ်။ကံကောင်းစေသောအရာများတေကနန်းသမားများအတွက်ကံကောင်းစေသောအရာတွေဖြင့်ရွှေရောင်၊လိမ္မော်ရောင်နဲ့အဝါရောင်တို့ပဲဖြစ်ပါတယ်။တေကနန်း၊နှစ်ကနန်း၊လေးကနန်းနဲ့ခုနှစ်ကနန်းတို့သည်ကံကောင်းစေသောကနန်းများဖြစ်ပါတယ်။တနင်္ဂနွေနေ့သည်ကံကောင်းစေသောနေ့ဖြစ်ပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်တော့2026ခုနှစ်ဟာတေကနန်းသမားတွေအတွက်နေမင်းကြီးလင်းလက်သလိုတောက်ပမဲ့နှစ်ပါအတားအဆီးတွေကိုဖြိုခွင်းပြီးကိုပိုင်ထီးနှန်းကိုတိဆောက်မဲ့နှစ်လို့မှတ်ယူပြီးတော့စူးစမ်းလိုက်ကြရအောင်မိတ်ဆွေရောတေကနန်းသမားလားဟုတ်တယ်ဆိုရင်တော့ yes I am number 1လို့ကွန်မန့်မှာရေးပေးခဲ့ပါဦးနော်အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်